ကျွန်တော်တို့ရဲ့အချစ်တော်ပင်လယ်ပြင်ရဲ့အရေးကြီးဆုံးစစ်တီတော်ကြီးဖြစ်ခြင်းသူကပတိန်ဦးစိုးပြအတန်တရုပ်ဆောင်ယာမဂုကြီးခပိတ်ဆန်းရဲ့အတန်နဲ့ဆော့ကစားရမယ်ဘိုင်ရွန်ရဲ့အင်နိုယေရှာကောလက်စကင်ကအမှန်ကန်လားအကြံဖန်လားဆိုတာကိုကွဲကွဲပြားသိရအောင်တစ်ချက်လောက်ခွဲခြားစိတ်ပြလေ့လာကြည့်ကြမယ်ထုံးစံတိုင်း intro animation နဲ့ပြရနဲ့ record လေးကနေစကြည့်လိုက်အောင်ပါရီကိုခေါ်လိုက်ခြင်းပါပဲဘိုင်ရွန်ဟာသူ့ကိုပတ်လည်ဝင်းရံထားတဲ့တောင်ကုန်းတောင်တန်းတွေကိုလက်ဆွဲတော့ငှက်ကြီးတောင်ထားနဲ့လိုက်လံခုတ်ရင်နောက်ဆုံးမှာကြောင်ပစ္စည်းလေးရနဲ့ကြောင်ပြန်ရေးဖြစ်ပြောင်းသွားတဲ့ခီရရာနောက်ကိုလိုက်ပိုင်ရင်အိမ်ပြန်တော့မှာဖြစ်ပါတယ် Walker Animation မှာလည်းကြောင်မိုဒန်ရိုးခိုင်းဖြစ်တဲ့နေကိုမာတာကြီးခီရရာနဲ့အတူ YouTube ပြောပါဆော်ကစားနေအောင်တွေ့ရမှာဖြစ်ပါတယ်ဒါအပြင် Idol Animation မှာဆိုရင်လည်းအခုလိုမျိုးအင်ဒိုနီးရှားပုံမွေးရချားရလို့မွေးရတွေကိုခါချနေရတယ်လက်ဆွဲတော့ငှက်ကြီးတောင်ဓာတ်ကိုတိမ်ပြီးခဏထိုင်မင်းနေတော့မိဘလေးနဲ့ရိုးခိုင်းတဲ့ကောင်ပေါ်လို့ထနမှန်ချင်းပြီးငှက်ကြီးတောင်ဓာတ်ကိုတိမ်ထားရကပြန်ထုတ်လိုက်တာတွေကိုတွေ့ရမှာဖြစ်ပါတယ် Basic Attack မှာဆိုရင်အင်ဒိုနီးရှားအနေနဲ့ငှက်ကြီးတောင်ဓာတ်နဲ့ခုတ်လိုက်တိုင်းမှာအဝါထင်းထင်းခုတ်ချက်တွေကိုမှအနီးဘက်သွားတဲ့လိမ်မော်ရင်းအောင်လေးနဲ့လိုက်ပြီးအဆုံးသတ်ပေးရတာကိုတွေ့ရပါတယ် Process ရှိနေတဲ့အချိန်မှာဆိုရင်အင်ဒိုနီးရှားရဲ့ငှက်ကြီးတောင်ဓာတ်ဟာသွေးထွန်းနေတယ်လို့အနီးအောင်တောက်နေမှာဖြစ်ပြီးရောခုတ်ချက်တိုင်းမှာအဝါရင်းအောင်နဲ့နီညိုရောင်အဖက်တွေထုံးမှာဖြစ်ပြီးလျှက်စီးပပသားနေရလည်းတွေ့ရမှာဖြစ်ပါတယ် Scale 1ကိုတုံးလိုက်အင်ဒိုနီးရှားအနေနဲ့လက်သေးတွေနဲ့ဘဲတပြန်ညာတပြန်ကုတ်ချလိုက်မှာဖြစ်ပြီးတော့အဝါရောင်နဲ့အညိုဆက်ထားတဲ့ကုတ်ချက်အဖက်တွေကိုတွေ့ရမှာဖြစ်ပါတယ် Passive Stat ရှိနေတဲ့အချိန်မှာဆိုရင်တော့သွေးရောင်လှမ်းငှက်ကြီးရောင်ဓာတ်နဲ့ပါကုတ်ချမှာဖြစ်တဲ့အတွက်အဝါရောင်နဲ့နီညိုရောင်ထင်းထင်းကုတ်ချက်တွေကိုမြင်တွေ့ရမှာပါ Scale 2တုံးလိုက်အင်ဒိုနီးရှားအနေနဲ့ရှစ်တဲ့ကိုလေဟုန်ခွင်းတက်ချလိုက်မှာဖြစ်ပြီးတော့မြေကြီးကို၃ချောင်းကွဲအောင်ငှက်ကြီးရောင်ဓာတ်နဲ့ခုတ်ချလိုက်မှာဖြစ်ပါတယ် Dash တဲ့နေရာမှာတော့အဝါရောင်နဲ့နီညိုရောင်သုံးမိထားပြီးတော့မြေကြီးကိုရဲချတဲ့နေရာမှာတော့အဝါရောင်နဲ့လေမော်ရင်းအောင်သုံးမိထားပါတယ် Passive Stat နဲ့2 Dash လိုက်ရင်တော့မတိမတာလျှက်စီးအဖက်လေးတွေပါလာမှာဖြစ်ပြီးတော့မြေကြီးကိုရဲချလိုက်ရင်တော့အယိုးဆွဲလန်းတစ်ချောင်းနဲ့နီညိုရောင်လေးစနမောင်းကြီးထုတ်ပေါ်လာမှာတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးနဲ့အကောင်းဆုံးဖြစ်တဲ့ Ultimate ကိုသုံးလိုက်ရင်တော့အင်ဒိုရဲချနေတဲ့မြေကြီးပေါ်ဓာတ်ကိုဝှက်ချရမှာဖြစ်ပြီးတော့ပတ်လဲရနဲ့ကြောက်ဆောင်တဲ့တလင်းလုံးကြီးထုတ်ပေါ်လာမှာဖြစ်ပါတယ်ရရှိလာတဲ့ရှီးကိုလည်းအတွင်းမှာစောင်းအုပ်ကိုလာနှင်းနေကြနေပြီးတော့အပြင်မှာအင်ဒိုရဲချကိုထင်းချုပ်တဲ့ဆွဲကြိုးနဲ့ပတ်ထားတယ်အပြင်အောင်ဆက်လုံးတလုံးသုံးမိထားပါတယ် Processor ရှိနေတဲ့အချိန်မှာတော့အိုးနျူကလ িয়ার ပေါက်ကွဲမှုလားဗဟိုချက်ကနေခင်းရောင်စကွင်းတစ်ခုပွင့်ထွက်သွားမှာဖြစ်ပြီးတော့အလဲကောင်မှာခြေသားတွေပါမြင်နေရတဲ့အဖြူရောင်အနားသားနဲ့ခင်းရောင်ဓာတ်ချက်တွေအပြင်မှာပေါက်ကွဲမှုစကွင်းအဝင်းဝိုင်းတွင်းမှာခင်းရောင်ဂျူကြီးတို့လည်းမြင်တွေ့ရပါသေးတယ်ဒါတွေမကသေးပဲပေါက်ကွဲမှုပြီးသွားတဲ့အခါမှာလည်းမြေကြီးတွေကြုံပြီးအခေါင်းပေါက်ဖြစ်ကြံခဲ့တဲ့အဖက်လေးကိုလည်းခြံခဲ့ပေးတာပါသေးရဲ့ရှီးတဲ့အဖက်မှာဆိုရင်လည်းပထမအပြန်အောင်ဆက်လုံးကနေခင်းရောင်ဆက်လုံးဖြစ်ကိုပြောင်းသွားပြီးတော့ဆက်လုံးရဲ့ပတ်လည်မှာအဝိုင်းအောင်လျှက်စီးလေးတွေလက်နေရာကိုလည်းမြင်တွေ့ရပါသေးတယ်ကဲစကင်မှာပါသမျှအဖက်တွေကိုလုံးကိုအသေးသေးကြလေးခွဲချမ်းစိတ်ပြလေ့လာကြည့်ပြီးဆိုတော့ဟော်ဒီဘိုင်ရွန်ရဲ့ Indonesia Color Skin ကအမှန်ကန်လားအကြံဖန်လားဆိုတာကို brother တို့ပဲဆုံးဖြတ်ပေးလိုက်ကြပါတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအပန်းမကြည့်ရင် bio link နဲ့ YouTube channel လေးကို subscribe လေးနဲ့ဝင်ရမေးကြလို့ရပါတယ်ကျွန်တော်ရေခဲတော့မှာနောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးရဲ့ဗျ